မိုက်ကယ်ချန်လာကသူ့ရဲ့စိတ်ကြိုက်ကစားမဖြစ်ကြောင်းဝန်ခံပြောကြားခဲ့တဲ့ဒန်နာဝိုက်အားလုံးပဲမင်္ဂလာပါဗျIgris Sport ကတင်ဆက်နေပါတယ် UFC ရဲ့ဥက္ကဋ္ဌကြီးဒန်နာဝိုက်ကတော့မိုက်ကယ်ချန်လာကိုနိုင်ပွဲရဲ့နိုင်ပွဲရယူပြခဲ့တဲ့ဖတ်တီပင်းပလက်ရဲ့စွမ်းဆောင်ရည်ကိုအတော်လေးသဘောကျလျက်ရှိနေပြီးတော့ချီကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်ဒီပွဲမှာလည်းဖတ်တီပင်းပလက်ကမိုက်ကယ်ချန်လာကိုအသာစီးကနေရှင်မန်ထိုးသက်သွားနိုင်ခဲ့တာပါလေအိုကြီးမိုက်ကယ်ချန်လာကလည်းစိုးရင်စိတ်တွေများဖိအားတွေများနေခဲ့ပြီးတော့စောစောစီးစီးအလဲထိုးမခံလိုက်ရတာကကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်မိုက်ကယ်ချန်လာကချန်ပီယံဆုကိုစိန်ခေါ်နိုင်မှုအထိတောင်မှမျှော်လင့်ထားခဲ့တဲ့ fighter ဖြစ်ပါတယ်ဒါပေမဲ့ဖတ်တီပင်းပလက်နဲ့အတွေ့မှာတော့သူရဲ့ရှုံးပွဲမှတ်တမ်းကိုမရတနိုင်ခဲ့ပါဘူးဓမ္မချီကောင်းလောင်းထိုးပြီးချိန်ကလေးကထမ်းမြတ်မှုအပြည့်နဲ့ပွဲကိုချင်းကပ်ကစားသွားခဲ့တာပါပွဲတံပိုးအကောင်းဆုံးထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီးတော့မိုက်ကယ်ချန်လာကိုဖိအားကောင်းကောင်းပေးထားနိုင်ခဲ့ပါတယ်တတိယချီမှာတော့ခေါင်းကြီးငုံပြီးတော့ဝင်လုံးမှုအတွက်ဝင်လာတဲ့မိုက်ကယ်ချန်လာကိုဖတ်တီပင်းပလက်ကဒူးပြန်ကျွေးပြီးတော့ဇက်တိုက်ဖိအားပေးထိုးသက်ခဲ့ရမှာတော့တိုင်ပွဲရဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်မိုက်ကယ်ချန်လာကိုအသာစီးကနေရှင်မန်ထိုးသက်သွားခဲ့တဲ့ဖတ်တီပင်းပလက်ကိုဒန်နာဝိုက်ကလည်းချီကျူးစကားပြောကြားပေးခဲ့ရပါတယ်ဒန်နာဝိုက်ကသူကတကယ်ကောင်းတဲ့ fighter တယောက်ဖြစ်ကြောင်းသက်တည်ပြသွားနိုင်ခဲ့သူရဲ့လက်ဆွဲမျိုးကစာချုပ်နဲ့ထိုက်တဲ့လက်ဆွဲမျိုးဖြစ်ပါတယ်မိုက်ကယ်ချန်လာကိုသူ့ရဲ့ကစားပုံနဲ့အကြောင်းလန့်မရှိရှင်မန်ကစားသွားခဲ့တာတွေ့ရပါတယ်သူကစားပြသွားခဲ့တာကိုကြည့်ရင်သူ့ပေါ်တန်မြဝင်တဲ့စိတ်တွေတောင်မှပျောက်သွားခဲ့ရတယ်လို့ချီကျူးစကားဆိုခဲ့တာဖြစ်ပါတယ်ပွဲကိုနိုင်ရရှိသွားခဲ့တဲ့ fighter ရဲ့စွမ်းဆောင်ရည်တွေကအရေးကြီးဆောင်ကြည့်စရာဖြစ်ပေမဲ့လည်းရှုံးသွားခဲ့ရတဲ့ fighter ပေါ်မှာလည်းနားလည်မှုပြည့်နေအကဲခတ်ဖို့လိုကြောင်းဒန်နာဝိုက်ကပြောပါတယ်ဒီသဖြင့်တော့ဒန်နာဝိုက်ကမိုက်ကယ်ချန်လာကိုတော်လေးသဘောကျနေခဲ့တာပါမိုက်ကယ်ချန်လာက UFC ကစားမပွဲမှာရှုံးပွဲတွေတောက်လျှောက်ကြုံတွေ့နေရပေမဲ့လည်းအန်ဒီရပေးနိုင်ဆုံးနဲ့ပရိသတ်ကိုဖြော်ပြမှုပေးနိုင်ဆုံး fighter တွေကတယောက်ဖြစ်ရပ်တည်နေနိုင်စေဖြစ်ကြောင်းလည်းဒန်နာဝိုက်ကထင်မြင်ယူဆထားပါတယ်မိုက်ကယ်ချန်လာကလက်ရှိချိန်မှာ UFC ပွဲပေါင်း9ပွဲထိရှင်မိုင်ထိုးသက်ထားခဲ့ပြီးဖြစ်ပေမဲ့လည်းနိုင်ပွဲ2ပွဲကိုသာရရှိထားသေးပြီး9ပွဲထိရှုံးနေထားခဲ့တာပါဘယ်လာတာ promotion မှာတော့ lightweight တန်းရဲ့ချန်ပီယံကပတ်ကို3ချိန်တန်းနဲ့ရရှိခဲ့မှုတဲ့ဆိုပေမဲ့ UFC မှာတော့ Michael Chandler ကရလက်ဆိုရင်ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်ဒါပေမဲ့ Michael Chandler ကဒန်နာဝိုက်ရဲ့စိတ်ကြိုက်ကစားမတစ်ယောက်ဖြစ်နေစေလို့ပြောလို့ရပါတယ်Michael Chandler ကိုဒန်နာဝိုက်ချိုင်းနေတဲ့ရရင်အဓိကအကြောင်းရင်းကတော့ Michael Chandler ရဲ့အရင်လုံးမှုဖြစ်တဲ့ခက်ကြမ်းကြမ်းခက်ရရန်ကစားပုံတွေကြောင့်ပဲဖြစ်ပါတယ်တကယ်တမ်း Michael Chandler ရှင်မြိုင်ထိုးသက်ခဲ့တဲ့ပွဲတွေကိုပြန်ကြည့်လိုက်ရင်လည်း9ပွဲမှာ6ပွဲက performance of the night fight of the night အဖြစ်သတ်မှတ်ခံရပြီးတော့ဘောနက်စုတွေအကျဉ်းချင်းစုခုထားတာတွေ့ရပါတယ်ဒန်နာဝိုက်က Michael Chandler ကို Arturo Gatti နဲ့တောင်မှခိုင်းနှိုင်းပြောဆိုခဲ့ပါတယ် Gatti ကတကယ်ကိုကျန်းတဲ့ fighter ဖြစ်ပါတယ်တိုက်စစ်ကြီးတိုက်စစ်တောက်လျှောက်ဖွင့်ကစားတဲ့သူလည်းဖြစ်ပါတယ်သူထိုးခဲ့တဲ့မြပေါင်စင်ပွဲအတိုင်းမှာသွေးရဲတန်ရဲရဲနဲ့ငကြမ်းကြီးဖြစ်ပါတယ်ဖြောပြမှုဖြစ်ပေးနိုင်တာကြောင့်ပရိသတ်ကြိုက် fighter မျိုးဖြစ်ပါတယ်ဒန်နာဝိုက်ကတော့အနိုင်ရရှိသွားတဲ့ဖရီပင်းပလက်ကိုချီကျူးခဲ့တယ်ဆိုပေမဲ့မိုက်ကယ်ချန်လာကိုပိုပြီးတော့ချီကျူးစကားဆိုခဲ့လို့ကျွန်တော်ကတော့မြင်မိပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ